3D model တွေနဲ့အလုပ်လုပ်တဲ့အခါကိုလိုချင်တဲ့နေရာမှာတိတိကျကျပုံဆွဲရတာကတကက်ကိုခေါင်းစားရတဲ့အပိုင်းတစ်ခုပေါ့ဒါပေမဲ့လေအဲ့ဒီပြဿနာကိုဖြေရှင်းပေးမဲ့တကက်ကိုအဓိကကျတဲ့တူးတစ်ခုရှိနေတာပါအဲ့ဒါကတော့ Revit Work Plans ပါပဲကဲအဲ့ဒါကဘလို့အလုပ်လုပ်လဲဆိုတာကိုတစ်ချက်လောက်ကြည့်လိုက်ကြရအောင်ဟုတ်တယ်ကွန်ပျူတာပေါ်မှာအထူးသဖြင့်အမိုးဆောင်လိုမျက်နှာခင်တစ်ခုပေါ်မှာပုံဆွဲဖို့စူးစမ်းဘူးလားတော်တော်လေးကိုလက်ဝင်နိုင်တယ်နော်ဒါကလေ 3D space မှာတိတိကျကျဆွဲဖို့စူးစမ်းတဲ့အခါကြုံရတဲ့အကြီးမားဆုံးစိန်ခေါ်မှုတွေကတစ်ခုလို့ပြောလို့ရပါတယ်အဲ့ဒီအတွက်အဖြေကတော့ work plane ပါပဲဟုတ်ပါတယ်ခုနကပြဿနာအတွက်တကယ်ကိုအစွမ်းထက်တဲ့ဖြေရှင်းချက်တစ်ခုပေါ့ဒီနေ့ကျွန်တော်တို့အဓိကလေ့လာသွားမယ့် concept လည်းဖြစ်ပါတယ်ကဲဒီ digital concept ကိုနားလည်ရလွယ်အောင်ပြောရရင်တကယ်လက်တွေ့ဘဝနဲ့ခိုင်နှိုင်းကြည့်ကြစို့ဒါကဘာနိုင်တူလဲဆိုတော့ကိုကြိုက်တဲ့နေရာမှာခြာပြီးသုံးလို့ရတယ်ရွှေ့လို့ရတယ် virtual စာရွက်တွေရဲ့ဒါမှမဟုတ်ပုံဆွဲစားပွဲတစ်ခုလိုပါပဲကဲဒါဆိုပထမဆုံးအကြိုင်ကိုစလိုက်ကြရအောင် work plane ဆိုတာတကယ်တော့ပါလဲဆိုတာကိုအခြေခံကြကြလဲတစ်ချက်ကြည့်ကြမယ်အခုဒီမှာစိတ်ဝင်စားဖို့ကောက်ကတစ်ခုကပါလဲဆိုတော့ view တချို့မှာလီ software က default work plane တစ်ခုကိုအလိုလျောက်ကိုသတ်မှတ်ပေးထားပြီးသားဥပမာအနေနဲ့ပြောရရင်ဒီ plan view မှာမြင်နေရတဲ့ Jenkins grid လိုမျိုးပေါ့အဲ့ဒါကအလိုလျောက် work plane ဖြစ်နေတာပါဒါဆိုနောက်တစ်ဆင့်အနေနဲ့ဘယ်အချိန်ဒီမှာ work plane ကိုအလိုသတ်မှတ်ပေးပြီးတော့ဘယ်လိုအခြေအနေမျိုးမှာကြာကိုယ်တိုင်သတ်မှတ်ပေးရမယ်ဆိုတာကိုခွဲခြားပေးကြည့်လိုက်ရအောင်ဒီမှာဆိုရင်ရှင်းရှင်းလေးလေးမြင်နိုင်မှာပါ plan view တွေ 3D view တွေနဲ့ drafting view တွေမှာဆို work plane ကအလျော့လျောက် setting ချပြီးသားဒါပေမဲ့ elevation နဲ့ section view တွေမှာကြတော့ကိုယ်တိုင်သတ်မှတ်ပေးဖို့လိုလာပါပြီဒီအချက်လေးကမှတ်ထားလိုက်ရင်တော်တော်လေးအဆင်ပြေပါတယ်ကဲစာတွေ့ပြီဆိုတော့လက်တွေ့လုပ်ကြည့်ရမယ့်အချိန်ရုံလာပါပြီ work plane တစ်ခုကိုကိုယ်တိုင်ဘယ်လိုမျိုးသတ်မှတ်မလဲဆိုတာကိုကြည့်လိုက်ကြစို့ဒီ 3D A model ကိုပဲဟဲ့တော့လက်တွေ့စမ်းသပ် model တုံးကြည့်ကြမယ်။ရီမန်ချက်ကတော့ရှင်းရှင်းလေးပဲ။ဒီ miniature အမိုးဆောင်ပေါ်မှာပုံဆွဲကြည့်ဖို့ပါပဲ။လောရမယ့်အစစ်နေရတကယ်တော့အရန်ကိုရိုးရှင်းပါမယ်။ပထမဆုံး work plane 2ကိုဖွင့်လိုက်မယ်။ပြီးရင် pick up plane ဆိုတာကိုယူမယ်။အဲ့ဒါပြီးတာနဲ့နောက်ဆုံးဆင့်ကတော့ကိုပုံဆွဲချင်တဲ့မျက်နှာပြင်ကို mouse နဲ့ click တစ်ထပ်နှိပ်လိုက်အောင်ပဲ။လွယ်မလား။အခုဒီမှာမြင်နေရတာကဒုတိယအဆင့်ပေါ့ pick up plane ဆိုတဲ့ option ကိုရွေးလိုက်ကြနေ program က model နဲ့မှာပဲမျက်နှာပြင်ကိုရွေးမလဲဆိုပြီးဒီလိုမျိုးတိုက်ရိုက်မေးပြီးစောင့်နေမှာပါကဲဒါကတော့အောင်မြင်သွားတဲ့ရာလက်ပါပဲအခုဆိုရင် work plane grip ကြီးကအမိုးဆောင်တဲ့တညီဒီကွက်တင်ညီသွားတာကိုတွေ့ရမှာပါအရေးကြီးဆုံးကပါလဲဆိုတော့အခုဒီမျက်နှာပြင်ပေါ်မှာတိတိကျကျပုံဆွဲလို့ရသွားပြီဆိုတာပါပဲနောက်တစ်နည်းလည်းရှိသေးတယ်အဲ့ဒါကတော့ဒီလိုစရင်ထဲကနေနာမည်နဲ့ရွေးချယ်တဲ့နည်းလမ်းပါဆိုလိုတာကကို model ထဲမှာရှိပြီးသား grid line တွေဒါမှမဟုတ်အထက်အမြင့် level တွေကို web plane အဖြစ်တိုက်ရိုက်ရွေးချယ်ပြီးသုံးလို့ရပါသေးတယ်။ကဲဒါဆိုနောက်ဆုံးပိုင်းအနေနဲ့ဒီတူကကျွန်တော်တို့ရဲ့ design ဖန်တီးမှုတွေကိုဘယ်လိုများအထောက်အကူပြုသလဲဆိုတာကိုကြည့်လိုက်ကြရအောင်။ဒီတူကဘယ်လောက်တောင်ဆွဲဆုံသုံးလို့ရလဲဆိုတာကြည့်လိုက်ပါအောင်။အမိုးမျက်နှာပြင်တွေ၊နရံမျက်နှာပြင်တွေ၊တိုင်မျက်နှာပြင်တွေ grid line တွေပြောရရင် model ထဲမှာရှိနေတဲ့မျက်နှာပြင်မှန်သမျှကို work plane အဖြစ်ပြောင်းပြီးသုံးလို့ရပါတယ်။အိမ်တလုံးရဲ့ရှုပ်ထွေးတဲ့အမိုးဆောင်ကနေဟိုရိုးရိုးရှင်းရှင်းစာပွဲတလုံးရဲ့မျက်နှာပြင်အထိပေါ့ 3D model တွေကမျက်နှာပြင်တိုင်းဟာပုံဆွဲလို့ရတဲ့ canvas တစ်ခုဖြစ်လာနိုင်တယ်ဆိုတာကိုဒီပုံတွေကတက်တည်ပြနေတာပါပဲဒီနေ့ဒီအကြောင်းအရာတစ်ခုလုံးရဲ့အနည်းချုပ်ကတော့ဒါပါပဲ work plane ဆိုတာဟာဘယ်လိုမျက်နှာပြင်မျိုးကိုမဆိုကိုယ့်ရဲ့စိတ်ကူးစိတ်တန်းတွေကိုဖန်တီးပုံဖော်နိုင်မဲ့ canvas တစ်ခုဖြစ်ပြောင်းလဲပေးနိုင်တဲ့တကယ့်ကိုအစွမ်းထက်တဲ့ tool တစ်ခုပါပဲကဲဒီ technical tool ကို fan တီးနိုင်စွာနဲ့ချစ်ဆက်ပဲတဲ့မေကိုလီတစ်ခုနဲ့အဆုံးသတ်လိုက်ပါစီဒီလိုမျိုးလွတ်လပ်ခွင့်သာရမယ်ဆိုရင်ဘယ်လို design အသက်အဆန်းတွေကို fan တီးကြည့်ကျင်ကြမလဲ